တပြားမှမကုန်မဲနဲ့စီးချိုတက်တာကျင်တဲ့သူတွေရှိလားဒါဆိုရင်တော့မကြော်သွားနဲ့ခဏရက်ကြည့်နော်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာလည်းစီးချိုဝေးနာရှင်နေရှိတယ်ဆိုဒီဗီဒီယိုလေးပြန်ရှယ်ပေးသားဖို့လည်းမမေ့နဲ့အောင်အဲ့တော့လေစီးချိုလို့ကြားလိုက်တာနဲ့တို့မြန်မာနိုင်ငံမှာဆိုရင်ကလေးရအစားလူကြီးအစုံအကုန်ဖြစ်မှာကြောက်တယ်ဘာလို့လဲဆိုတော့ရေရှည်ယောဂါကြီးပုံမှန်အများအားဆေးဆွဲစားနေရတယ်အစားအသောက်တွေလည်းရှောင်ရတယ်ဒါကြောင့်မို့လူတိုင်းဖြစ်မှာကြောက်တယ်အဲ့တဲ့ကြောက်တဲ့ထဲမှာနန်းလဲပါတယ်အဲ့လိုပါရဲ့တန်းလန်းနဲ့စီးချိုကောက်ဖြစ်လိုက်တာဆိုလို့ရှိရင်လေ900ကျော်ဟိုက်ပြပြီးအမြင့်အာယုံနေတော့ကွယ်ကန်နီးအထိဖြစ်ခဲ့တာဒါပေမဲ့ဒီမှာကြည့်လုံးဝကိုမှတက်တာသွားပြီးယောဂါတဲ့ရုပ်တာမပေါက်တော့ဘူးအရင်တော့900ကျော်ဟိုက်ပြနေပေမဲ့3လအတွင်းမှာစားပြီးတောက်ပြီးကောက်ချိန်100ကျော်ဝင်းကျင်ထိပဲရှိတယ်အဲ့တော့လေစီးချိုကိုကလေနီးစနစ်မမှန်လေးနဲ့ပုံမှန်လေးချသွားမယ်ဆိုရင်ကြောက်စရာယောဂါတစ်ခုမဟုတ်ဘူးဒါပေမဲ့စီးချိုကိုကလေမထိန်နိုင်ဘူးဆိုသူ့ရဲ့နောက်ဆက်တွဲကဆိုရင်လေကြောက်ကထိတတ်တယ်ပြီးသွားလို့ဆိုရင်ဦးလန်းချောင်းဆိုင်ရာအသေးဆိုင်ရာပြဿနာတွေကြုံတွေ့ရတတ်တယ်စီးချိုတွေအရန်တက်ပြီးတော့လေအာယုံကြောတွေထိပြီးတော့အမြင်အာယုံတွေကွယ်တတ်တယ်နောက်တစ်ချက်ကကြတော့လေစိတ်တွေကြောင်6ချားနဲ့တတိတွေခဏခဏမေ့ပြီးတော့ညဘက်တွေအိတ်မပြောတာတွေဖြစ်တတ်တယ်ဒါကဆိုလို့ဆိုရင်မပေါ်စားသင့်ဘူးနောက်တစ်ချက်လေသူကအာယုံကြောစနစ်တွေချိုးတက်ပြီးတော့သွေးကြောမြင်လေးတွေပိတ်သွားတာပေါက်သွားတာတို့ကြောင့်လေဖြတ်တာတွေလေဖြန်းတာတွေအလွယ်တကူဖြစ်တတ်တယ်အခုစောင်းနေရောက်လာပြီးစီးချိုသမားတွေအရန်ကိုမှဂယုစိုက်ပါသူများတကာတွေနော်ချမ်းနေပေမဲ့ကို့မှာချွေးတွေပြန်ပြီးပူနေတာမျိုးတွေဖြစ်တတ်တယ်အဲ့ချက်မှာကိုကပူတယ်ဆိုရေကောက်ချိုးလိုက်တဲ့အခါမျိုးတွေမှာခန္ဓာကိုယ်မှာလေအေးတက်ခံရှိတော့လေဖြန်းသွားတာတွေအသက်ကြီးပိုင်းတွေဆိုအရန်ကိုမှစိုးရင်ရတယ်ဒါကြောင့်မို့လို့စီးချိုကိုလုံးဝကိုမှမပေါ်စားနဲ့နော်စီးချိုကိုတချို့တွေကကြတော့လေငွေရေးကြေးရေးအခက်ခဲကြောင့်လားစင်လာတိုင်းဆေးရုံဆေးကန်းတွေမှာပုံမှန်မပြနိုင်ဘူးဆိုရင်နော်ပတ်စံတပြားမှမကုန်ဘဲနဲ့တက်တာတဲ့နီလန်းလေးကိုလေနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ခဲ့ပေးကြအောင်နောက်ဗီဒီယိုလေးမှာပြန်ဆုံးမယ်စီးချိုတွေဘလောက်တောင်တက်နေလဲဆိုရင်ကွန်မန့်မှာတစ်ချက်လောက်မှန်းခဲ့ပေးအောင်တော့တက်ရောက်ချင်းစီအချိန်ရတာနဲ့အသေးစိတ်ပြောပြပေးပါမယ်ရှင်